ရလိုက်ကြလားတစ်ခွက်ထဲနှစ်ခွက်3ညပိတ်6ပိတ်3အပိတ်3ည1 2 3မယ်ဆိုရင်8ထိပ်83တစ်ခွက်ထဲဟောဒီ80နှစ်မူလည်းတစ်ခါပြထားတယ်နော်80နှစ်မူတပွင့်ရှားတွေ2 3 4ပြီးတော့5 6ပြီးတော့9 8မယ်ဆိုရင်2အပိတ်ထိပ်ကတော့8ထိပ်ပဲ82နော်83လှမလှ83နဲ့82ကိုဘင်းပေးထားတယ်ပရိက168 3ညပရိကိုပေးထားတယ်အဲ့ထဲမှာ1ပရိကြိုက်တယ်လို့လည်းပြောခဲ့တယ်နော်ဟုတ်လားပြူးညာပဲကြည့်ရတူတော့လှပြီနော်စိုက်တွေကတစ်ခါတလေကြာရင်မပေးချင်ဘူးဗျမနေ့ကနော်မနေ့ကဆိုပေးတာဟလားဒီမှာဆိုရင်လို့ပဲ4 2 6 6 3 3ပါ8ဒီလို8တယ်ဒီလို8တယ်နော်4 2 6 6 6 2 2ပါဒီလိုခွန်တယ်ဒီလိုခွန်တယ်ဟလားမနေ့ကတင်းငေါသူမပေးဘူးလေမပေးဘူးနော်ဟောလေ9 2 1ပါဒီလို6မယ်ဆိုရင်1ရှိတဲ့အတွက်5ပိတ်ဒီလိုပြန်6မယ်ဆိုရင်9 3ည5ရှိတဲ့အတွက်1ထိပ်တင်း5တစ်ခွက်ထဲဟောအချိန်နဲ့အရန်နဲ့ break တင်နဲ့ထွက်သွားတာဟုတ်လားအဲ့တော့ကန်တရားပေါ့စိုက်လှတိုင်းလည်းမပြီးသလိုမကြသလိုဟောဒီမှာလဲဒီနေ့ညနေစိုက်ဘယ်လောက်လှထားလဲဘယ်လောက်လှထားလဲမလေးလေးချစ်ချင်းနဲ့3ညနဲ့ပေါင်းရှစ်အချက်ကဒီလိုပြန်ရှစ်တယ်3ညပိနော်3ညရဲ့2ရဲ့5ရဲ့ပေါင်းခွန်ကဒီလိုပြန်ခွန်နဲ့6ပိနော်6ရဲ့2ရဲ့3ညရဲ့ပေါင်းချစ်အဲ့လိုပြန်ရှစ်မယ်ဆိုဒီမှာ5 3ညရှိတဲ့အတွက်3အပိနော်ဒီမှာ3ည1 2 3 8ထိပ်83ပြီးပြသွားသေးတယ်83 80နော်ဘရိတ်ကလည်း168 3ညဘရိတ်နော်ဒီတပင်းနဲ့လူတူတင်ရတူလို့တပိုင်းစီပြနေဒီကောင်ရယ်